မနေ့စောစောဈေးလာဝဲတဲ့တော့ကြီးကတောင်းကြီးကိုခေါင်းပေါ်မှာရွက်ပြီးတော့ဒန်ကြီးကဘာကြီးလဲဒန်ကြီးကဘာကြီးလဲအမလေးမသားရှက်တဲ့ဘယ်လိုသိရင်ကောင်းမလဲမပင်မပန်းမနဲ့တည်လို့ရတဲ့နည်းရှိတယ်အဖေကပြောဘူးတဲ့အိတ်ဆေးတွေအများကြီးတောင်းရင်တည်ရတယ်တဲ့ငါအဖေမနေ့ကဝယ်ခိုင်းတဲ့အိတ်ဆေးတွေအများကြီးရှိတယ်အဲ့ဒါလေးတောက်ပြီးတည်လိုက်မယ်ဘယ်သူမှလာမဆွဲနဲ့ဘယ်သူမှလည်းလာမဆွဲဘူးတောက်လိုက်တော့မယ်နော်လာဆွဲရင်ဆွဲကြသူတို့ကလည်းသူများသားသမီးတည်မအောင်ကြီးပဲကြီးနေတယ်တောက်လိုက်တော့မယ်တင်းနေသုံးစလုံးမှလာမဆွဲရင်ငါတည်ပြီးသားမအခုလာရင်လာလိုက်နော်တေတေပါနေတီအမလေးဘလူးမလေးလာမဆွဲဘူးတောက်လိုက်တော့မယ်